မေငါ့ကိုပြောရတော့ဒီအိမ်လို့ပဲပြောရပဲအိမ်လိမ့်စာလည်းဟုတ်တာပဲအိမ်ကြီးကရမ်းကြီးတာပဲငါဒီအိမ်မှာအိမ်ပေါ်လောက်ရမှလားမသိဘူးအိုးအိမ်ကြီးကမိုက်လိုက်တာအိမ်ထဲမှာဘယ်သူမှမရှိဘူးလားမသိဘူးအကိုကြီးအကိုဒီရကိုအေးကွာဝင်လာခဲ့ကွာဘာတူလေးလဲအော်ကမလေးပါလားဝင်လာခဲ့လေဘာမှမဖြစ်ပါဘူးအေးလာဒီမှာလာထိုင်လာညီမလေးထိုင်မထိုင်ရဘူးလားလာထိုင်ပါဟုတ်ကဲ့ညီမကဒီရွာလွတ်လိုက်တာပါဒီမှာအိပ်ပေါ်လာလောက်တာပါအော်ဟုတ်ကဲ့ဒေါ်အောင်လာလွတ်လိုက်တယ်လားဟုတ်ကဲ့ပါအဲ့ကျမအမေပါဟောအဲ့ဆိုရင်မင်းအလုပ်လုပ်ရမယ့်အိမ်ကိုအခုလိုက်ပြမယ်နော်ဟုတ်ကဲ့ပါအေးညီမလာအဲ့ဆိုရင်တော့မင်းတို့ကနေရာကတော့ဒီအခန်းမဲ့လွတ်တော်တယ်ကွာအဆင်ပြေလားကဲတမသွားဟုတ်အဆင်ပြေပါရဲ့ဒီလိုမျိုးခန်းမျိုးရတာကျမကျင်နေနေပြီအေးကွာမင်းဒီမှာနေလို့ရရနော်ဟုတ်ကဲ့အဲ့ဆိုကျမနားလိုက်အောင်မယ်နော်အဲ့ဆိုကျွန်တော်သွားရအောင်မယ်နော်โอเคကျွန်တော်လည်းသွားလိုက်ပါအောင်ခင်ဗျလို့ပြောလေပြောအပေါ်ထဲမှာငါလည်းကွန်ပျူတာလေးပါသွားကြည့်လိုက်ပါအောင်ကွာကွာဒီပေါ်မှာလေးကနည်းနည်းချောတာဟဲ့တော့အောင်လာတယ်ကွာသူ့လာလွတ်လိုက်ဒါပါလေ TV ပဲကြည့်ရင်ကောင်းမလားလို့အေး TV ပဲကြည့်လိုက်ပါမယ်ကွာဟာငါလည်းထုတ်ဖို့ချလိုက်အောင်မယ်ဗီဒီယိုတွေကိုရသွားပြီဆိုတော့ငါဒီနေ့ဟင်းလေးပါရစချက်ရမယ်အခန်းလေးရချစ်စရာလေးငါဒီနေ့ပထမဆုံးဟင်းချက်မယ်ငါဒီနေ့ဟင်းစားချက်တာဆိုတော့ကိုလေးငါလက်ရအောင်ကြိုက်ပါမလားဟင်းနဲ့လည်းအကုန်ချက်ပြီးပြီဆိုတော့ကိုလေးကိုထမင်းစားဖို့တွားခေါ်လိုက်အောင်မယ်ငါဒီနေ့ကိုလေးကိုတွားခေါ်လိုက်အောင်မယ်အပေါ်တကြီးကိုလည်းငါတစ်ခါမှမတက်ရသေးဘူးမိုက်လိုက်တာကိုလေးပဲကိုထမင်းစားလို့ရပြီနော်ဟုတ်ကဲ့အဲ့ဆိုပြင်ထားလိုက်တော့နော်ကိုစင်းလာခဲ့မယ်ဟုတ်ကဲ့ညီမသွားနေပြီနော်ထမင်းစားဖို့ပြင်ထားလိုက်မယ်မင်းသွားစားလာမယ်ဟိုကောင်မလေးငါကလာခေါ်တာဆိုတော့သွားစားလိုက်ပါမယ်ကွာမိုက်လိုက်အောက်ထပ်ကိုဆင်းပြီးသွားစားလိုက်ပါမယ်နောက်ကျနေပြီကွာပြေးဆင်းလိုက်တော့ညီမအခုအခုအဲ့မှာထမင်းစားလို့ရပြီနော်အဲ့မှာပြင်ထားတယ်ဟုတ်လားစားလိုက်ပါဟော sorry နေရာမှားသွားတယ်ဒီလိုဘေးကအတန်လေးပါတဲ့အတွက်ကျွန်တော်လေးအကောင်တောင်းမှာပါခင်ဗျဟုတ်ကဲ့ပါဘာလို့လဲမိုးတော့ချုပ်သွားပြီပဲအဲ့ဆိုကိုပေါ်ပြန်တက်တော့မယ်နော်ဟုတ်ကဲ့ညီမလေးညီမခံနေဝင်လာအောင်မယ်ခဏလောက်ထိုင်နေတာဖြစ်စရာစားလို့ပြီးသွားကြငါလည်းပေါ်မှာသွားလိုက်ပါမယ်ကွာမိုးတောင်တော်တော်ချုပ်နေတယ်ငြင်းပြေးသွားလိုက်ပါဒီဘက်ခါမှအိမ်ကောင်းလားဒီဘက်ပဲအိတ်လိုက်ပါမကွာဒီညတော့စိတ်ချင်းနေငါလည်းဟိုဖြစ်လိုက်အောင်မယ်ညဝစားလေးဝတ်ပြီးအိတ်တော့မယ်လေညဝဆောင်လေးလဲပြီးစပင်းလဲစတုံးထုံးပြီးသွားဆိုအိတ်တော့မယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့တဝူးလေးတွေတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါခင်ဗျာဘေးကအတန်လေးရောနည်းနည်းပါတဲ့အတွက်အကိုတို့မတို့ကိုအများပဲကျေးဇူးတင်ပါခင်ဗျာနောက်ထပ်အပိုင်းနှစ်လေးမှာပြန်ဆောင်ရမယ်အားလုံးချစ်တဲ့